ယခုဗီမှာတော့ RAM မှာစောင်းကျန်းလာနေတဲ့ Revan ကလူးရဲ့မပြည့်မစုံခါရရောက်မယ်ဖြစ်ပါတယ်။အဲဒါဆိုရင်ဗီဒီယိုလေးကိုအခုပဲစလိုက်ကြအောင်။ကလူးရဲ့ scale 1ကိုပြောရမယ်ဆိုရင်ကလူးကသူ့ရဲ့လက်နဲ့ခိုးဆိုတဲ့လေးကိုပြစ်လိုက်တယ်။အဲဒီအရာလေးကမြေပုံမှာကျန်းပြီးတော့3စက္ကန့်အတွင်းမှာပေါက်သွားလိမ့်မယ်။ခုမြင်ရတဲ့အတိုင်းအဲ့လိုပေါက်တာလေးကိုမှမချေနဲ့သေးဘူး။မြင်ပေါက်ချင်တယ်ဆိုရင် scale 1ပြစ်မယ်နားကတ်သွားမယ်။ခုလို scale 1ထပ်ပြင်မယ်အနာကတ်သွားမယ် scale 1ပြင်မယ်အနာကတ်သွားမယ်အဲဒါဆိုရင်တန်းပြီးတော့ scale 1ပေါက်သွားလိမ့်မယ်ဂလူးရဲ့ scale 1အဲ့လိုပေါက်တာတဲ့မကားပဲနဲ့ enemy hero ကဖျက်ရှောက်လိုက်တဲ့အခါလေးမှာသလိုပေးသလိုပေါက်သွားတဲ့အခါမှာလည်း1 second stand အောင်မယ်အဲဒါကတော့ဂလူးရဲ့ scale 1ကဲဂလူးရဲ့ scale 2ကိုဆက်ပြီးတော့ကြည့်အောင်ဂလူးရဲ့ scale 2ကတော့ shutdown ပုံစံဘိုးလေးတွေကိုဖြန့်လိုက်မယ်သူကိုယ်တိုင်ကလည်းဘိုးပုံစံကိုပြောင်းသွားလိမ့်မယ်အဲ့လိုပြောင်းပြီးတော့သူကိုယ်တိုင်ရောသူ့ရဲ့ခိုးလေးတွေရောအဲ့လိုပတ်သွားနိုင်တာ4စက္ကန့်အထိကြာလိမ့်မယ်။လူရဲ့စကေး2ကိုတေချာလေး30စက္ကန့်။ဘာဖြစ်လို့လဲဆိုတော့အခုဆက်ပြီးတော့ပြောပြမယ်။ဂလူရဲ့စကေး2က enemy hero ကို 0.5 စက္ကန့်ကြာ stun မိစေမယ်။နောက်ပြီးတော့ enemy ရဲ့ခေါင်းပေါ်မှာဂလူရဲ့အမှတ်ကလေး stack ကလည်းမြန်ပြေးဖို့လွယ်တယ်။အဲ့လိုမြန်ပြေးဖို့လွယ်တဲ့အခါကျရင်အဲဒီ3ဟာပို့ပြီးတော့လွယ်သွားလိမ့်မယ်။အဲဒီ stack တွေကဂလူအတွက်အရေးကြီးလို့တေချာလေး30ကျင်တယ်။အခုကတော့ဂလူးရဲ့ scale 1နဲ့ scale 2ကိုရောပြီးသုံးတဲ့ပုံစံဖြစ်တယ်။ဂလူးရဲ့ scale 1နဲ့ scale 2ကိုရောသုံးတဲ့အခါကျရင် scale 1ရှိကိုဂလူးကပြေးသွားမယ်။နောက်ပြီးတော့ခိုးပုံစံလေးကိုပြောင်းသွားလိမ့်မယ်။ enemy ကိုလည်း stun မိတယ်လို့ step ပြေးဖို့လည်းလွယ်သွားလိမ့်မယ်။အခုကတော့ဂလူးရဲ့ element ကိုသုံးမဲ့အခါကျရင် enemy ရဲ့ခေါင်းပေါ်မှာဂလူးရဲ့ step mark လေးပြေးနေမယ်။ step mark ကိုပြေးတဲ့အခါကျရင်ဂလူးက enemy ရဲ့ခေါင်းပေါ်တက်ခွာမယ်။ scale 1နဲ့ scale 2ကိုရောသုံးတဲ့အခါကျရင်လေဂလူးက enemy ကိုဆွဲသွားလို့ရမယ်ဂလူးကအဲ့လို enemy ရဲ့ခေါင်းပေါ်မှာတက်ပြီးတော့ကတ်နေနိုင်တာက6စက္ကန့်အထိကြာလိမ့်မယ်အဲ့လိုဂလူးတက်ပြီးတော့ enemy ရဲ့ခုတ်ပေါ်ကိုခွာနေတဲ့အချိန်တွေမှာလေ enemy ကပေးလာတဲ့ damage အကုန်လုံးရဲ့80%ကိုသူတက်ခွာထားတဲ့ enemy hero က damage ခံရလိမ့်မယ်ဂလူးကတော့ 20% damage ခံရမှာပေါ့ဂလူးက physical damage magic damage တွေကိုခံနိုင်ပြီမဲ့ true damage ကိုကျတော့enemy ရဲ့ hero ကို80%တက်ရောက်မှာမဟုတ်ဘူးသူပဲ 100% damage တက်ရောက်ခံရလိမ့်မယ်ဂလူးကသူ့ရဲ့ element ကိုသုံးတဲ့အခါကျရင် enemy ရဲ့ခေါင်းပေါ်ကိုတက်ခွာလိုက်တာနဲ့သူ့ရဲ့ max HP ရဲ့ 25% ကိုတန်းပြီးတော့ပြေးသွားလိမ့်မယ်ဂလူးကသူ့ရဲ့ scale 2ကိုသုံးပြီးတော့ tower တွေကိုဝင်လို့လည်းရတယ်enemy ကို tower ရဲ့အထိဝင်ပြီးခံလို့ရတာပေါ့ဂလူးရဲ့ item ကိုလည်းဒီ item လေးတွေကိုပို့ပြီးတော့ recommend ပေးပါတယ်ပွဲအခြေအနေနဲ့enemy တင်းကိုကြည့်ပြီးတော့အပြောင်းလေးတွေလုပ်ဖို့လိုတာပေါ့ကဲအဲ့လောက်ဆိုရင်ဂလူးအကြောင်းလည်းအားလုံးပြည့်ပြည့်စုံစုံကြည့်သွားကြတော့ပြီဗီဒီယိုနောက်တစ်ပုံမှာပြန်လည်ဆုံတွေ့ကြပါပေါ့ See you guys ဒါနဲ့ like subscribe လေးပါလုပ်ဖို့မမေ့ကြနဲ့